Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် unboxing လုပ်ပေးသွားမယ့်ဖနက်ကတော့ကျွန်တော်မွေးနေ့အထိမ်းအမှတ်အနေနဲ့ကိုလက်ဆောင်ပေးထားတဲ့ဖနက်လေးပဲဖြစ်ပါတယ်ဒီဖနက်ကကျွန်တော်8လပိုင်းလကုန်လောက်ထဲကဝယ်ထားတာပေါ့နော်ဒါပေမဲ့လည်းအကြောင်းကြောင့်ဒီအခုမှရောက်လာပေါ့နော်2လနီးပါးဆောင်လိုက်ရတာပေါ့ okay ဒါဆိုကျွန်တော်တို့ဒီဖနက်လေးကို unboxing လေးလုပ်ကြည့်လိုက်အောင်ဒီဖနက်ကတော့ကျွန်တော် point ဆောင်ကဝယ်ထားတဲ့ဖနက်ပဲဖြစ်ပါတယ် တော့ဒီ packaging လေးတော့တေချာလေးလာလိုက်တယ်လာတယ်ပေါ့နော်ဒီဖနက်လေးကတော့ Way of Way ရဲ့ 8085 Ultra လေးပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ဘူးပုံစံလေးပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ဒီ logo လေးပါမယ်ပေါ့နော်ပြီးရင်သူ့ရဲ့စာသားလေးပါမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဖနက်လေးကိုချက်ဖွင့်ကြည့်လိုက်အောင်ကျွန်တော်ဝယ်ထားတဲ့ဖနက်လေးတော့ကျွန်တော် Desert Color လေးပဲဖြစ်ပါတယ်ဒီဖနက်ကတော့သူ့ရဲ့မူရင်းဈေးကဒေါ်လာ160လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော် point ဆောင်ကဝယ်တော့ဒီထက်ပိုပြီးနည်းနည်းဈေးတက်တာရယ်သို့တော့ကျွန်တော်ဒီပေါ့နော်အဲကာကိုချက်ချက်စီပိုင်းညာပေါင်းလိုက်တော့ကျွန်တော်ဒီဖနက်ကဒီမူရင်းဈေးနဲ့ဘာမှတိတ်မခွာတော့ဖြစ်သွားရယ်ပေါ့နော်โอเคအခုတော့ဒီဖနက်ကိုကျွန်တော်ကန်ကြည့်ရတော့ဒီဖနက်ကတော်တော်လေးကို lightweight ဖြစ်တဲ့ထဲမှာပါတယ်ပေါ့နော်ပြီးတော့ဖနက်က low to ground ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ပထမဆုံးစပြီးပြောချင်တာတော့ဒီဖနက်ရဲ့ cushion နဲ့ setup ကိုစပြီးပြောချင်တယ်ပေါ့နော်ဒီဖနက်ကသူကဒီ super bone ဆိုရယ် drop game missile သုံးထားရပါတော့ drop game missile ဆိုတာဘာလဲဆိုတော့သူကဒီထဲမှာထည့်ထား missile ကြီးတစ်ခုလုံးသူကအပြင်ထုတ်လို့ရပါတော့အခြား regular ဖက်နဲ့တည်း missile တွေနဲ့မတူဘူး okay ဒါတော့ဒီဖက်နဲ့ရဲ့အတွင်းပိုင်းလေးပဲဖြစ်ပါတယ်အတွင်းပိုင်းလေးပေါ့နော်ဒါကတော့သူ့ရဲ့ drop game missile ကတော့တော်တော်ပေါ့ရယ်ဗျတော်ပေါ့ပြီးတော့တော်တော်ကြီးပြီးတော့ဒီ drop in missile သုံးထားတဲ့အတွက်သူကကျွန်တော်ထင်တယ်ဒီစီးရတာ comfort ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီမှာသူကcarbon fiber plate လေးလည်းဒီမှာပါတယ် carbon fiber plate လေးသူကကြောက်ဒီ carbon fiber plate ကတော့ဒီဖက်ကိုဒီလို twist anti twist ပေါ့နော်ဒီ twist ဖြစ်တာကနေပြီးတော့လို့ကာကွယ်ပေးရလို့တော့ပြောဒီ carbon fiber plate နဲ့ပတ်သက်တဲ့သူ့ရဲ့လုံဆောင်ချက်တွေတော့ကျွန်တော်အမှန်တိုင်းပြောအများကြီးသိမသိဘူးပေါ့နော် okay နောက်ပြီးရင်ဒီဖက်နဲ့ရဲ့ကျွန်တော်အဓိကပြောချင်တာတော့ဒါသူ့ရဲ့ nutrition ကိုပြောချင်တယ်ပေါ့နော်ဒီဖနက်ကသူကဒီ tap rubber ဟိုမှာဒီ GCU ဆိုရဲဒီ system ကိုသုံးထားတယ်ပေါ့နော် GCU ဆိုတာကျတော့ ground control unit သူက ground control unit ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ floor တွေပေါ်မှာပေါ့နော်ဒီကျွန်တော်တို့ဆော့တဲ့ဒီ coin တွေက floor တွေပေါ်မှာကျွန်တော်ပြေးသွားပြီးတော့ဆော့တဲ့အခါမှာဒီ slip မဖြစ်အောင်သူကဒါကာဝယ်ပေးရပေါ့နော်နောက်ပြီးတော့သူသုံးထားတဲ့ tap rubber ဆိုတာကျတော့သူကနည်းနည်း durable ဖြစ်တယ်ပေါ့နော်သူက indoor outdoor သုံးလို့ရတယ်လို့တော့ပြောထားတယ်ဒီဟာကဒါပေမဲ့ကျွန်တော်ကန်ကြည့်ရတဲ့လောက်တော့သူ့ရဲ့ rubber လေးတွေကနည်းနည်းပျော့တယ်ဗျာပျော့တော့ကျွန်တော်တော့နည်းနည်း outdoor တွေတော့တိတ်အားမပေးဘူးပေါ့နော် indoor တော့ပို့ပြီးတော့မိုက်တယ်လို့ထင်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီသူ့ဖက်ရဲ့ဒီသုံးထားတဲ့ဒီ upper material ရဲ့ upper material ကသူက mesh material ကိုသုံးထားတယ်ပေါ့နော်ကျွန်တော်ကန်ကြည့်ရတဲ့လောက်တော့ဒါတော်တော်ကြီးကို thin ဖြစ်တယ်ပေါ့နော်ဆိုတော့ဖက်ကလည်းဒီမှာအပေါက်လေးလည်းပါပြီးတော့လေဝင်လေထွက်ကောင်းတယ်အကြာကြီးဝတ်ထားလဲ6အရင်မပူလာဘူးတော့ခံစားရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဖက်နဲ့ပတ်သက်ပြီးတော့ကျွန်တော် review video လေးလည်းလာဖို့ရှိရပေါ့နော်ကျွန်တော် coin ထဲမှာ sense ကြည့်ပြီးတော့ဘယ်လိုနေလဲကျွန်တော်ပြောပေးမယ်ပေါ့နော်ဒီဖက်ကတော်တော်ကြီးကိုပေါ့တယ်ပေါ့တာဖြစ်တယ်ပြီးတော့ low to ground လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းဒီ gap layer တွေအတွက်ပို့ပြီးတော့မိုက်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့သူ့ရဲ့ cushion နဲ့ setup ကြီးကလည်းတော်တော်မိုက်တယ်ပေါ့နော် okay အဲ့တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်